Apple Company ရဲ့ CEO ဖြစ်သူ Tim Cook နဲ့ပတ်သက်ပြီးမိတ်ဆွေတို့အများစုယဉ်ကျေးပြီးသားချစ်ကြပေမဲ့သူဒီနေရာကိုဘလို့ရောက်လာတယ်လဲဆိုတာကိုတော့သိသိကြမှာမဟုတ်ပါဘူး။တကယ်တော့ Steve Jobs ဟာ Apple မှာတာဝန်ထမ်းဆောင်စဉ်ကာလတုန်းကအထင်ကအရှိဆုံးစီးပွားရေးလုပ်ငန်းရှင်တဦးဖြစ်ခဲ့ပါတယ်။သူဟာ iMac, iPod နဲ့ iPhone တို့လိုအောင်မြင်ကျော်ကြားတဲ့ထုတ်ကုန်တွေကိုဖန်တီးခဲ့ပြီး Apple နဲ့ Pixar တို့လိုဒေါ်လာဘီလီယံကြီးတာနဲ့ကုမ္ပဏီကြီးတွေကိုတည်ဆောက်ခဲ့သူပါ။ Steve Jobs ကိုစမ်းသစ်တည်ထွင်သူအမျှော်မြင်ကြီးမားသူနဲ့ဉာဏ်ကြီးရှင်တယောက်အဖြစ်တင်စားပြောဆိုလိရှိကြပါတယ်။ဒါအဖြစ်သူဟာလက်ရှိအခြေအနေမှန်ကိုလိုသလိုပုံဖော်နိုင်စွမ်းရှိပြီးသူဖြစ်စေခြင်းတဲ့အတိုင်းဘသူကိုမဆိုလိုက်လုပ်လာအောင်စီယုံတင်သွင်းနိုင်တဲ့အသည့်ဆွဲဆောင်မှုအလွန်ကောင်းသူတဦးလည်းဖြစ်ပါတယ်။ ဒါဆိုရင်ဘာကြောင့်များ Tim Cook လိုလူမျိုးဟာ Steve Jobs ရဲ့စက္ကန့်သူဖြစ်လာခဲ့ရတာလဲ။အပေါ်ယံကြည့်လိုက်ရင်တော့ Tim Cook ဟာ Steve Jobs နဲ့လုံးဝကိုဆန့်ကျင်ဘက်ပါပဲ။သူဟာအေးအေးဆေးဆေးနဲ့တည်ငြိမ်သူတယောက်ဖြစ်ပြီးထုတ်ကုန်ဒီဇိုင်းပိုင်းထက်လုပ်ငန်းလေပတ်မှု operations နဲ့ data ခွဲခြားစိတ်ပြမှုဘိုင်းမှာအတွေ့အကြုံရှိသူပါ။နောက်ပြီး CEO မဖြစ်ခင်အချိန်ထိသူဟာ Apple ရဲ့ထိပ်ဆုံးအမှုဆောင်တွေထဲမှာလူအများတတိထားမိတဲ့ star player တယောက်မဟုတ်ခဲ့ပြန်ဘူး။အဲ့ဒီလိုလူသိများတဲ့ဂုဏ်ပုတ်က Apple ရဲ့အခမ်းအနားတွေနဲ့ကြော်ညာဗီဒီယိုတွေမှာအမြဲမြင်တွေ့နေရတဲ့ Jonathan Ive ဒါမှမဟုတ် Phil Schiller တို့စီမှာပဲရှိနေခဲ့တာပါ။ဒါဆိုရင်သူကဘယ်လိုနည်းနဲ့ Apple ရဲ့ထိပ်ဆုံးနေရာဖြစ်တဲ့ CEO ယာထူးကိုရရှိသွားခဲ့တာလဲ။အဲ့ဒါကိုပဲအခုကျွန်တော်အသေးစိတ်ရှင်းပြပေးသွားမှာပါ။ IBM မှာသူရရှိခဲ့တဲ့အောင်မြင်မှုတွေဟာ Intelligent Electronics Company ရဲ့အာရုံစိုက်မှုကိုရရှိခဲ့ပါတယ်။သူတို့ဟာကိုကိုသူတို့ရဲ့ကွန်ပျူတာလက်လီပြတ်လက်ရောင်းချရေးဌာနမှာ Chief Operating Officer အဖြစ်တာဝန်ထမ်းဆောင်ဖို့ကမ်းလှမ်းခဲ့ပါတယ်။ Tim Cook ဟာဒီအလုပ်ကိုလက်ခံခဲ့ပြီးနောက်မှာတော့ Logistic Mastermind အဖြစ်နာမည်ကျော်ကြားလာခဲ့ပါတယ်။သူဟာ Just in Time JIT Manufacturing လို့ခေါ်တဲ့ထုတ်လုပ်မှုဆိုင်ရာလုံထုံးလက်နည်းတွေတစ်ခုကိုစတင်ကျင့်သုံးခဲ့ပါတယ်။ဒီစနစ်ရဲ့အဓိကအားသာချက်ကတော့ထုတ်လုပ်မှုအဆင့် production phase မှာကုန်ပစ္စည်းတွေကိုထုတ်လုပ်တဲ့နေရာမှာအချိန်ကုန်ဆုံးမှုအနည်းဆုံးထိအောင်လှုပ်ဆောင်ပါတယ်။တိုးလောင်မှု warehousing မှာကုန်ပစ္စည်းတွေကိုကိုယ်တော်မဲထဲမှာအချိန်အကြာကြီးပုံမထားဘဲအမြန်ဆုံးဖြန့်ဖြူးပါတယ်။ဒီနည်းပြယူကြောင့်ကုမ္ပဏီအတွက်ကုန်ကျစရိတ်တွေကိုတိတိတတ်တာရှော့ချပေးနိုင်ခဲ့သလိုဝယ်ယူသူတွေစီကိုလည်းကုန်ပစ္စည်းတွေကိုပုံမမြန်ဆန်စွာပို့ဆောင်ပေးနိုင်ခဲ့ပါတယ်။ Tim Cook ဟာကွန်ပျူတာလောကမှာထောက်ပံ့ပို့ဆောင်ရေးပညာရှင်အဖြစ်နာမည်ရလာခဲ့ပြီးအဲ့ဒီအချိန်မှာကမ္ဘာအောင်မြင်ဆုံးကွန်ပျူတာကုမ္ပဏီဖြစ်တဲ့ Compaq မှာဒုတိယဥက္ကဋ္ဌအဖြစ်တာဝန်ထမ်းဆောင်နေခဲ့ပါတယ်။1996ခုနှစ်မှာ Steve Jobs က Apple ကိုပြန်ရောက်လာတဲ့အခါကုမ္ပဏီရဲ့ထုတ်လုပ်မှုစနစ်တစ်ခုလုံးကိုအကြီးအကျယ်ပြုပြင်ပြောင်းလဲဖို့လိုအပ်နေတာကိုသိလိုက်ပါတယ်။အဲ့ဒီအချိန်မှာ Jobs က Tim Cook ဟာသူလိုအပ်နေတဲ့လူဖြစ်မှန်ချက်ချင်းသိမြင်သွားပြီးသူ့ကို Apple စီအင်တာဗျူးကိုဖိတ်ခေါ်ခဲ့ပါတယ်။ Tim Cook က Compaq ကနေထွက်ဖို့စိတ်မရှိပေမဲ့ကွန်ပျူတာလောကရဲ့လမ်းပြကျယ်ဖြစ်တဲ့ Steve Jobs ကိုလူကိုယ်တိုင်တွေ့ချင်ုံတတ်နဲ့တွားခဲ့တာပါ။ဒါပေမဲ့ Jobs နဲ့စကားပြောကြည့်တဲ့အခါမှာတော့သူမမျှော်လင့်ထားတဲ့စိတ်လှုပ်ရှားမှုမျိုးခံစားခဲ့ရပါတယ်။တကယ်တော့အဲ့ဒီအချိန်က Apple ကိုပြောင်းဖို့ဆိုတာလုံးဝကိုယူသွက်တဲ့လုပ်ရက်တစ်ခုပါ။ Apple ဟာနှစ်ပေါင်းများစွာငွေကြေးသရှုံးပေါ်နေပြီးဒီဝါလီခါဖို့ရက်ပေါင်း60တန်လိုပါတော့တယ်။ Jobs ကိုလိုက်တော့ကုမ္ပဏီပြန်ကောင်းလာပါမလားမသေးကြလို့သူ့ရဲ့ share အားလုံးကိုတစုကလွဲလို့ထုတ်ရောင်းထားခြင်းပါ။ဒါပေမဲ့ Tim Cook ကတော့အကျိုးအမြတ်ခွဲခြမ်းစိတ်ဖြာနိုင်မှုတွေထက်သူ့ရဲ့ intuition သင်ကိုအသိစိတ်ကိုပဲယုံကြည်ခဲ့ပါတယ်။သူကအနောက်ဘက်ကိုတွားပါလူငယ်လေး Go West Young Man ဆိုတဲ့အစိတ်ထဲကအတန်းကိုနားထောင်ပြီး Apple ကိုပြောင်းခဲ့တာပါ။ဒါဟာ Jobs ရဲ့ခံယူချက်နဲ့ထပ်တူကြနေတာကြောင့်သူတို့နှစ်ဦးဟာအလွန်နဲ့နဲတဲ့အစ်စ်မှာတဦးကိုတဦးနားလည်ခဲ့ကြပါတယ်။ Apple ကိုရောက်တဲ့အခါ Tim Cook ဟာကုန်ပစ္စည်းလက်ကျန်စီမံခန့်ခွဲမှုကိုအကြီးအကျယ်ပြောင်းလဲဖြစ်ပါတယ်။သူဟာစက်ရုံတွေနဲ့ဂိုဒေါင်းတွေကိုပိတ်ပစ်ပြီး contract manufacturers အပြင် contract စက်ရုံတွေနဲ့အစားထိုးခဲ့ပါတယ်။ဒါကြောင့်လာပေါင်းများစွာစာပုံနေတဲ့ကုန်ပစ္စည်းလက်ကျန်တွေကိုရက်အနည်းငယ်စာပဲရှိတော့တဲ့အထိ short ချတင်ခဲ့ပါတယ်။2005ခုနှစ်မှာ flash memory card တွေကိုရေရှည်စာချုပ်တွေနဲ့ကြိုတင်ချုပ်ဆိုးနိုင်ခဲ့တဲ့ကြောင့် iPod Nano 2005 iPhone 2009 iPad 2010တို့ထွက်လာတဲ့အခါပြိုင်ဘက်တွေထက်အသာစီးရခဲ့ပါတယ်။လူအများက Jonathan Ive ဒါမှမဟုတ် Scott Forstall တို့ကို CEO ဖြစ်မယ်လို့ထင်ခဲ့ကြပါတယ်။ဒါပေမဲ့ CEO ရဲ့အလုပ်ကအတော်ဆုံးဒီဇိုင်နာဖြစ်ဖို့မဟုတ်ပါဘူး။အတော်ဆုံးခေါင်းဆောင်ဖြစ်ဖို့ပါ။ Tim Cook က Jobs နဲ့ Ive တို့စိတ်ကူးခဲ့တဲ့ဒီဇိုင်းတွေကိုအများအများထုတ်လုပ်နိုင်အောင် mass production နောက်ွယ်ကနေအကုန်စီစဉ်ပေးခဲ့သူပါ။ Tim Cook ကဆွဲဆောင်ရသူဖြစ်ခြင်းစက်မှု engineer ဘွဲ့ရထားတယ်လို့ IBM မှာစက်ရုပ်ထုတ်လုပ်မှုအတွေ့အကြုံလည်းရှိပါတယ်။ Ops လို့အရာမကျန်ပဲနဲ့ဝန်ထမ်းတွေကိုအတိအမှတ်ပြုကြသူလည်းဖြစ်ပါတယ်။
ကိုပိုင်ဟန် Steve Jobs တာရှိနေဦးမယ်ဘာလို့မလဲဆိုတော့တွေးအောင်ထဲမှာပိတ်မိမနေပဲလူအခွင့်အရေးပရာဟိတနဲ့ပတ်ဝန်းကျင်ထိန်းသိမ်းမှုတွေကိုပုံမအာယုံစိုက်ပြီး Apple ကိုကမ္ဘာတန်ဖိုးအရှိဆုံးကုမ္ပဏီဖြစ်လာအောင်ယူဆောင်နိုင်ခဲ့သူပါသူရဲ့ဆုံးဖြတ်ချက်တွေဟာ Apple ကိုဝယ်ယူသူတွေထဲမှာအကျော်ချင်းဆုံးဖြစ်အောင်လှုပ်ဆောင်နိုင်ခဲ့တာကြောင့် Jobs တာရှိနေဦးမယ်ဆိုရင်အလွန်ဂုဏ်ယူနေမှာအသေးကြပါနဲ့အဆုံးထိကြည့်ရှုပေးခဲ့ကြတဲ့အတွက်အားလုံးကိုကျေးဇူးအများကြီးတင်ပါတယ်နောက်ထပ်ဘယ်လိုအကြောင်းအရာတွေကိုတင်ဆက်ပေးရမလဲဆိုတာကိုကူညီရွေးချယ်ပေးနိုင်ဖို့ subscribe လုပ်ထားကြဖို့လည်းမမေ့တဲ့ဦးနော်နောက်ထပ်ဗီဒီယိုမှာပြန်တွေ့ကြမယ်